ထို့သူဒီနေ့မှာမီးရှူတန့်စဉ်ဖွားမြင်တဲ့ရင်သွေးရနာရီအတွက်ကတော့မဟာဗုဒ္ဓဗေဒင်နိယစနေနေ့ဘွားဘင်္ဂါဘွားဇာတာရှင်တွေဖြစ်ကြပါတယ်။ဒါကြောင့်ဘင်္ဂါတို့ရဲ့သဘောတရားတိုင်းငယ်စဉ်မှာခက်ခဲပြီးတော့ကြီးတဲ့အခါမှာအောင်မြင်ချမ်းသာမှုတွေရပါလိမ့်မယ်။ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ဖြစ်ပါစေ။ဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်မယ်ဆိုတော့ခောက်ဆွဲကြော်စွန်းဖျားကတ်လူချင်းဘုန်းကြီးယဟန်လောင်းလူချင်းနဲ့ဆွေမျိုးမိသားစုကိုဒါနာပြုခြင်းအပြင်တနေ့တာလုံးမွေးနေ့အတွက်ကောင်းကျိုးချမ်းသာများစွာရပါလိမ့်မယ်။ဗေဒင်ရတရားမီဒီယာကိုအစင်တစိုက်စောင့်မျှော်အားပေးကြည့်ရှုတဲ့ခုနှစ်ရက်သားမိတွေအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာမြန်မာတက္ကရာ1386ခုနှစ်ကုန်လွန်ပြီးတော့မြန်မာတက္ကရာ1389ခုနှစ်နှစ်ဦးနှစ်ဆန်းအခါသမယရောက်ရင်တနေ့တာလုံးကံပွင့်လက်ပွင့်စမ်းပွင့်မျက်နှာပန်းပွင့်ပြီးစီးပွားလက်လက်ပါဖြစ်ထွန်းဖို့လို့အတွက်ကျွန်တော်တို့အောင်ထူးဆန်းဗေဒင်ရတရားကန်းကစီစဉ်ထားတဲ့ရတနာဒီပန်အလင်းနိုင်တို့ကိုထွန်းညှိပူဇော်ဖို့အတွက်နှစ်ဆန်းတရက်နေ့ကနေ9ရက်နေ့တိုင်အောင်ပူဇော်ဖို့စီစဉ်ထားပါတယ်ဒီလိုမျိုးတစ်နှစ်တာလုံးမိမိတို့ရဲ့စီးပွားလက်လာပါဖြစ်ထွန်းဖို့လို့အတွက်နှစ်ဦးနှစ်ဆန်းမှာရတနာဒီပန်အလင်းနိုင်တွေပူဇော်ထွန်းညှိလိုတဲ့သူတွေအတွက်ရတနာဒီပန်အလင်းနိုင်မှာယူမယ်ဆိုရင်ဒီ page messenger မှာအမည်ပေးဖို့ရမယ်လိပ်စာတိကျမှန်ကန်တဲ့တယ်လီဖုန်းနံပါတ်တို့ကိုဆက်သွယ်ပေးဖို့ပြီးမှာယူနိုင်ပါတယ်ခင်ဗျာနှစ်သစ်မင်္ဂလာမှာရှင်လန်းကျမ်းမာ၍လူရဆန္ဒတွေပြည့်ကြပါစေခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီစီစဉ်ကိုဗေဒင်ရတရားမီဒီယာကစီစဉ်တင်ဆက်ပြီးတော့အောင်ထူးဆန်းဗေဒင်ရတရားကမ်းမှအဓိကအကူအညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာဒီနေ့ခရစ်နှစ်2025ခုနှစ်ဧပြီလ9ရက်စနေနေ့အတွက်9ရက်သားမီးအားလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ဖတ်ကြားရမယ်ဆိုရင်တော့တဲတော်နမိတ်ရ9ခုကိုထိထားတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီနေ့စနေနေ့အတွက်9ရက်သားမီးတွေရဲ့ကံကြမ္မာဟာအခွင့်အရေးကောင်းတွေရတဲ့နေ့ဖြစ်ပါတယ်စုံတွေ့ဖို့ချင်းဆိုထားတဲ့ကိစ္စတွေအတွက်အောင်မြင်မယ်ငွေကြေးအပေးယူကိစ္စတွေပြည်လဲသွားမယ်လူရင်းမိတ်ဆွေရင်းတွေနဲ့ပဋိပက္ခကနေပြည်လဲမှုအဆင့်ကိုရောက်သွားမယ်ကောင်းတဲ့အခွင့်အလမ်းတွေထူးခြားစွာပေါ်ပါလိမ့်မယ်အလုပ်အသစ်နေရာအသစ်အစီအစဉ်အသစ်အတွက်အခွင့်အရေးပေါ်မယ်ခရီးသွားမှုကိစ္စအတွက်အစီအစဉ်ကောင်းတွေပေါ်လာပါလိမ့်မယ်ဒီနေ့အတွက်ကံအထူးကောင်းရန်ရတရားအနေနဲ့ကတော့စွန့်ခံကြတဲ့ကိုရင်တို့ဦးစင်းတို့ကိုအချိုးရည်နှစ်ဘူးလူပြီးတော့မိမိဖြစ်လို့ဒီများကိုဆူတောင်းလိုက်ပါခင်ဗျာထို့သူဒီနေ့မှာမီးရှူတန့်စဉ်ဖွားမြင်တဲ့ရင်သွေးရနာရီအတွက်ကတော့မဟာဗုဒ္ဓဗေဒင်နိယစနေနေ့ဘွားဘင်္ဂါဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ဒါကြောင့်ဘင်္ဂါတို့ရဲ့သဘောတရားတိုင်းငယ်စဉ်မှာခက်ခဲပြီးတော့ကြီးတဲ့အခါမှာအောင်မြင်ချမ်းသာမှုတွေရပါလိမ့်မယ်ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ဖြစ်ပါစေဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်မယ်ဆိုတော့ခောက်ဆွဲကြော်စွန်းဖျားကတ်လူချင်းဘုန်းကြီးယဟန်လောင်းလူချင်းနဲ့ဆွေမျိုးမိသားစုကိုဒါနာပြုခြင်းအပြင်တနေ့တာလုံးမွေးနေ့အတွက်ကောင်းကျိုးချမ်းသာများစွာရပါလိမ့်မယ်ဒီနေ့အတွက်အကျိုးပေးစိုးမိုးကဏ္ဍကတော့တစ်ကဏ္ဍ၄ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကြေးကိစ္စတွေအဆင်ပြေအောင်ကြက်ဥကျော်စွန်းရန်တန်ဃာကိုလောင်းလူလိုက်ပါခင်ဗျာအယောင်ထိုက်နေတဲ့ကုန်ပစ္စည်းတွေအယောင်တက်ဖို့လို့အတွက်ကတော့အယောင်ထိုက်နေတဲ့ကုန်ပစ္စည်းတွေကိုအချိုရည်ဘူးလေးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်တိတိတသာအယောင်အတွက်အယောင်ထွက်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုရွှေဖြုံသီးတစ်လုံးမှရေးပြီးတီလာရှင်ဆရာလေးတွေတပါးပေါလှူလိုက်ပါကျမ်းမာရေးကိစ္စအញ្ញံခိုက်ကြုံနေတယ်ဆိုရင်တော့ကျမ်းမာရေးကောင်းဖို့လို့အတွက်ဓာတ်စာဖြစ်နေပြားရည်နဲ့ငယ်စားပြီးဆူတောင်းလိုက်ပါအခြေမေတ္တာရေးအိမ်တော်ရေးကိစ္စတွေအဆင်ပြေချောမွေ့သွားပါလိမ့်မယ်အခြေကိစ္စအိမ်တော်ရေးကိစ္စမေတ္တာရေးကိစ္စတွေအဆင်ပြေဖို့အတွက်ကတော့စွန့်ငံဖုန်ကြီးကိုမျက်နှာသုံးပွားအဖြူတစ်ခုလှူဒန်းပြီးဆူတောင်းလိုက်ပါခင်ဗျာဒီအစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုနေကြတဲ့ခုနှစ်ရက်သားများအားလုံးကိုစိတ်နှပြကျမ်းမာချပြီးလျင်ယနေ့လမ်းညွှန်သောရတရားများကုသိုလ်များကိုဆောင်ရွက်ခြင်းအပြင်လူရဆန္ဒများအားလုံးပြည့်ကြပါစေခင်ဗျာ